ငါရဲ့ဘဝငါရဲ့အနာဂတ်ကိုမင်းကြိုက်လို့ကစားပါလို့ငါရဲ့တဲဦးတော့မင်းကိုမကစားပါနဲ့လို့ငါစိတ်စိတ်ကောက်တော့မှခဲ့တယ်မင်းချစ်သူဟာသူတို့တဲ့ဆိုင်မင်းငါ့ကိုပို့ပြီးတော့ယုံကြည်ရမယ်လို့မင်းမထင်ဘူးလားငါမင်းဘဝထိခိုက်နေတော့ဘယ်နှခါဘာနဲ့လောက်ခဲ့ဘူးလို့လဲဟမ်ငါသိထားတယ်ချစ်တာအေးတူတူမြတ်ငါမင်းကိုချစ်တာအဲ့ဒီအေးတာတွေအကုန်လုံးမင်းကိုပေးပြီးပူတာတွေအကုန်လုံးငါတကောင်လေးယူထားနေတာမင်းဘဝအဲ့ဒီအမြင့်ကိုကြောက်ဖို့တော့ဟောဒီပခုံးကြီးတွေနဲ့ဟိုထမ်းတင်ပေးနေတာသွားမှာဝအရင်ကြောက်တယ်ခင်ဗျာဘာဖြစ်လို့လဲတိ